Después deကျွန်တော်နာမည်ပါနော်ရွှေဖြိုးအောင်ပါနာမည်ရင်းကတော့တင်မျိုးပေါ့နော်ဒီအနုပညာနာမည်ကတော့ရွှေဖြိုးအောင်ဖြစ်ပါတယ်ကျွန်တော်ကဒီအမျိုးသားရင်ကျင်းမှုနဲ့အနုပညာတက္ကသိုလ်ကကျောင်းပြီးထားတဲ့ကျောင်းဆင်းတစ်ယောက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ဘလို့တင်တန်းတွေပို့ချလဲဆိုတော့ကျွန်တော်ကဒီအခြေခံအကကိုပေါ့နော်အခြေခံအကရဲ့ဒီရင်အကလှတွေရဲ့စသဖြင့်ပေါ့နော်ဒီလုံးလေးတွေတချင်းလေးတွေစသဖြင့်ဒီအကလှတွေကိုလာရောက်တင်ကြားခြင်းတဲ့လူတွေအကောင်းလုံးကိုဆရာကတင်ကြားပေးနေပါတယ်ပေါ့နော်ဟုတ်ကဲ့ဟုတ်ကလေးတွေရဲ့အားလက်ချိန်နဲ့ဆရာရဲ့အားလက်ချိန်နဲ့ညှိပြီးတော့ပေါ့နော်ဒီတင်ကြားနေကတော့6လလောက်ပဲရှိသေးတယ်ပေါ့နော်ကျောင်းမှာပေါ့နော်ကျောင်းမှာတော့အကနိပြဆရာတယောက်အနေနဲ့တော့တင်ကြားနေပါတယ်ဟုတ်ကဲ့ဒီတကြမ်းနီးပြီးဆိုတော့ဒီတကြမ်းအကလှတွေပေါ့နော်ရင်အကလှတွေတူးချင်းရင်အကလှပြီးရင်စုံသွဲအကစသဖြင့်ပေါ့နော်အခုဆရာလက်ခံပြီးတော့တင်ကြားနေပြီပေါ့နော်အကယ်လို့များလာရောက်တင်ကြားချင်ရင်တော့ဆရာရဲ့ page messenger ကဖြစ်ဖြစ်ဒါမှမဟုတ်ဒီ TikTok pick up ဖြစ်ပေါ့နော်လာရောက်ပြီးတော့ဆက်သွားနိုင်ပါတယ်ဆရာရဲ့ဖုန်းနံပါတ်ကိုလေးတင်ထားပါတယ်ပေါ့နော်လာရောက်ဆက်သွားပြီးတော့တင်ကြားပေးနေပါတယ်လို့ဖိတ်ခေါ်ပါတယ်ဟုတ်ဘယ်လိုဖြစ်ဖြစ်ရေးအနေနဲ့ကတော့အားတဲ့အချိန်နဲ့ညီရင်တော့ဆရာကလိုက်ပါတယ်လို့ဟုတ်ကဲ့ဟုတ်အခုကလေးတွေရဲ့စိတ်ဝင်စားမှုကတော့တရားရခင်နှုန်းရှိပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်သူတို့ရဲ့စိတ်အားထက်သန်မှုဝါသနာပါမှုကအများအားကောင်းတာပေါ့နော်ကလေးတွေရဲ့ဝါသနာပါမှုဆရာတင်လိုက်တဲ့နည်းနည်းနဲ့သူတို့ရဲ့စူးစမ်းမှုကတော့အများကြီးပြန်ရတာပေါ့နော်အခုဆိုရင်ကလေးတွေကမကတတ်တဲ့အရွယ်ကနေအခုဆိုရင်တော်တော်လေးကိုကတတ်လာပြီပေါ့နော်ဆရာလေးအရင်ပီတိဖြစ်ရပါတယ်ဟုတ်ကဲ့ဟုတ်ရင်ကောလားရင်ကောသားနော်ရှင်းတဲ့ကြည့်ရင်ကောသားနေ1 2 3 go ကျွင်းပိတ်ကျွင်းပိတ်ကျွင်းတော့ကျွင်းလေးကျွင်းငါကျွင်း6ကျွင်းခေါ်ကျွင်းပိတ်ကျွင်းနှစ်ကျွင်းတော့ကျွင်းလေးကျွင်းငါကျွင်း6ကျွင်းခေါ်ကျွင်း8နော်နံပါတ်၄ကခွဲကဘာကခွဲလဲလက်ခွဲလက်ခုနလိုလက်သက်လက်ကိုပဲခွဲပြီးတော့ကမယ်နော်